မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဆရာဒီတစ်ပတ်သိကျင်တာကတော့ကျွန်တော်တို့ဒီငငယ်ရပေါ့လေမိယုဖလာဗုဒ္ဓဘာသာဘဝကနေပြီးတော့အမှတ်တမဲ့နေလာခဲ့တဲ့ဥစ္စာလေးကိုကျွန်တော်သိကျင်တာလေးမေးကျင်တာပါဆရာရဲ့အဲ့တော့ကျွန်တော်ငငယ်တော့လည်းကြားဘူးတယ်ပေါ့တချင်းတွေပါအဲ့ဒါမှကြားဘူးတယ်ဒီအောင်ချင်း7ပါးအောင်မြင်တဲ့အခါမှာဒီပကပြမကြီးဆိုတာကျွန်တော်ကအဲ့တော့မိယုဖလာဗုဒ္ဓဘာသာဆိုတော့အမှန်တိုင်းပြောရမယ်ဆိုရင်မြတ်စွာဘုရားရှင်လက်ထက်ရောက်မှဒီ32ပုံတို့ဒီတရားတော်တွေကိုကျွန်တော်တို့ကမြတ်စွာဘုရားကိုရောမမြတ်စွာဘုရားရှင်ကိုတော်ကစပြီးတော့ဒီထွင်ပြီးတော့ဟောကြားခဲ့တယ်လို့အယူရှိခဲ့တာပေါ့ငယ်ငယ်တုန်းကတော့သတိမထားမိပေါ့ဆရာရဲ့အဲ့တော့အခုလိုနည်းနည်းလေးရွယ်ရောက်လာတဲ့ခါကျတော့စဉ်းစားကြည့်တဲ့ခါကျတော့ပကပြမကြီးဆိုတော့တွေ့တဲ့ခါကျတော့ပြမဘုံဆိုတာကိုကျွန်တော်ကသတိထားမိတယ်အဲ့တော့သိကျင်တာဆရာရဲ့ဒီပကပြမကြီးကပြမဘုံရောက်ဖို့အတွက်ဘယ်လိုကျင့်နေကျင့်ပြီးတော့ရောက်ခဲ့တယ်ဆိုတာရဲ့နောက်ပြီးတော့32ပုံဝါဒဆိုတာကိုရောမမြတ်စွာဘုရားရှင်လက်ထက်မတိုင်ခင်တည်းကရှိခဲ့သလားဆိုတာလေးအဲ့ဒါလေးသိကြပါလားဆရာဒီတော့မြတ်စွာဘုရားရှင်မပွင့်ခင်ပေါ့နော်ဟုတ်ကဲ့မပွင့်ခင်ကာလမှာတည်းကဒီလောကပေါ့ဟုတ်ကဲ့နောက်တစ်ခါလောကကလွတ်မြောက်တဲ့တရားလောကုတ္တရာပေါ့ဒီနေ့ပြောနိဗ္ဗာန်ပေါ့နိဗ္ဗာန်ဟုတ်အဲ့တော့လောကဆိုတာတော့နိဗ္ဗာန်ရဲ့ဆန့်ကျင်ဘက်ပေါ့လောတတိဘလောတတိလောကဆိုတော့ဖြစ်တတ်တယ်ပေါ့ဒီတော့လောကတည်လည်းကောင်းလောကကလွတ်မြောက်တဲ့လောကုတ္တရာနိဗ္ဗာန်တည်လည်းကောင်းဘုရားမြတ်စွာဘုရားရှင်မပွင့်ထုံးခင်ကတည်းကဒီတရားတွေရှိနေပါတယ်ဟုတ်ကဲ့ဒီနိဗ္ဗာန်လည်းပဲငကိုရှိပြီးသားတရားပဲဟုတ်ကဲ့ဘုရားရှင်ကဒါကိုဖော်ထုတ်ပေးတာပေါ့ဟုတ်နောက်ခုနကဆရာပြောတဲ့လောကပေါ့နော်ဟုတ်ခုနဘကပြမှာနော်အဲ့ဒါပြောတယ်32ပုံပြောတယ်ဟုတ်အဲ့တော့လောကဆိုတဲ့နေရာမှာတတ္တလောကရဲ့အသင်္ခါရလောကရဲ့ဩဃတလောကရှိတော့ဟုတ်ကဲ့ခုနဆရာပြောတဲ့32ပုံဆိုတာဩဃတလောကပဲဟုတ်ကဲ့ဒါဘုရားရှင်ပွင့်မပွင့်ဒီလောကရှိနေမှာပဲဟုတ်ကဲ့နောက်တစ်ခါပကပြမှာဆိုတာတတ္တလောကပဲဟုတ်ကဲ့ပြမှာတတ္တဝါသူလက်ရှိနေတာနော်ပြီးတော့နာယုတ်တရားဆိုတာလည်းရှိတာပဲဘုရားရှင်ပွင့်ထွန်းသည်ဖြစ်စေမပွင့်ထွန်းသည်ဖြစ်စေပေါ့ဒီနေရာမှာတစ်ချက်ပြောစရာရှိတာကသူက32ပုံလို့ပြောထားတဲ့အတွက်ချွင်းချက်တစ်ခုတော့ရှိတယ်ဟုတ်အဲ့ဒါဘာလဲလို့ဆိုတော့မြတ်စွာဘုရားရှင်ပွင့်ထွန်းပြီးတော့32ပုံဝါဒပေါ့နော်32ပုံရှိတယ်ဆိုတာကိုပြတယ်ပြတဲ့နေရာမှာလည်းကျွန်တော်တို့ဟိုလုံးကလည်းပြောဘူးလေတတ္တဝါတွေတည်ရှိတဲ့ဟုတ်လားတရားမိယာပုံဌာနကိုပဲ32ပုံစေနဲ့ပြတယ်တတ္တဝါမရှိတဲ့ blank တွေအများကြီးရှိတယ်ဒါကိုမသွင်းဘူးပေါ့နော်အဲ့လိုပြတဲ့ခါကျတော့ကဲကျွန်တော်ပြန်ကောက်ရင်ကဘာမှာလည်းကဘာတတန်းရှိတယ်ပြမမှာပြမတတန်းရှိတယ်စัจ java လားစัจ java လားတတန်းရှိတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါဒီအလုံးကလောကထဲမှာရှိနေလို့ဟုတ်ကဲ့လောကဆိုတာဖြစ်ချင်းပြက်ချင်းဆိုတော့သူတတန်းရောက်ဖြစ်ကြပြက်ကြတယ်ပေါ့နော်အဲ့တော့ဆိုလိုတာကကဘာဆိုတာကဘာတတန်းဆိုရင်သူအဲ့တတန်းပြည့်ရင်သူပြက်မယ်ဟုတ်ပြတ်မယ်ဆိုတဲ့အခါကျတော့မြတ်စွာဘုရားရှင်ဆိုလို့မြည်တည်ရတယ်ဟိုခဏပွင့်တာမဟုတ်ကဘာတိုင်းနဲ့မပွင့်ဘူးဆရာအဲ့တော့မပွင့်တော့မြတ်စွာဘုရားရှင်ပွင့်တဲ့ဟာကိုကဘာကတစ်မျိုးပေါ့နော်အတုညကဘာခေါ်တာပေါ့ပွင့်တဲ့ဟာမပွင့်တဲ့ဟာကိုတုညကဘာခေါ်တာပေါ့အဲ့တော့ကဘာသူတက်တန်းလျောက်သူကဟိုဖြစ်တာပြက်တာရှိတဲ့အခါကဘာတစ်ခုပြက်ပြီပေါ့ဆရာဟုတ်ခုနဟာလေးပေါ်လာမယ်နော်ဟိုနည်းနည်းအကြောင်းကျိုးလျော်ပြောတာကဘာတစ်ခုပြက်ပြီလို့ဆိုရင်သူကမီးရည်လေသုံးခုဖြတ်တယ်မီးနဲ့ဖြတ်လိုက်ပြီဆိုရင်ဒါပထမဇန်3ပုံဒီပြတ်သွားတယ်ပြတ်သွားတယ်ဆို32ပုံရှိတယ်ခုနရုံးစီရတာနော်အပယ်4ပုံလူပုံနဲ့ပြီး6ထပ်ပြီးပြမ20ပေါ့ပြမ20မှာပထမဇန်3ပုံဒုတိယဇန်3ပုံတတိယဇန်3ပုံစတုတ္ထဇန်9အဲ့လိုသွားတာပေါ့အဲ့တော့ပထမဇန်3ပုံပြတ်သွားမယ်ပြတ်သွားတဲ့အချိန်မှာကဘာပြတ်တဲ့အချိန်မှာဟိုမီးကဖြတ်နေတဲ့အချိန်မှာပေါ့တမ္မတ္တကခေါ်တာပေါ့နောက်ပြည့်စဲကာလကိုတမ္မတ္တထာဟိကလို့ခေါ်တယ်အဲ့ဒီပြည့်စဲကာလမှာပထမဇန်3ပုံထိကနေအောက်ထိအလုံးပြတ်သွားတဲ့အတွက်သိကြတယ်ပြန်မှမရှိဘူးအဲ့ဒီအချိန်မှာဟုတ်ဒါဒီကာလမှာပေါ့နော်ဘာလို့ဆိုတတ္တဝါမရှိပုံလည်းမရှိဘူးပြတ်သွားတဲ့ဟာဆိုတော့နော်နောက်တစ်ခါဒုတိယဇန်3ပုံရှိတယ်ဆရာရေရဖြတ်လိုက်တယ်ဟုတ်အဲ့ဒီအချိန်မှာလည်းပဲပြန်မှမရှိဘူးအဲ့ဒီဒုတိယဇန်3ပုံမှာပြန်မှမရှိဘူးတတိယဇန်3ပုံကိုနောက်ဆုံး၄ပေါ့ဆရာရဲ့နော်၄ဆိုတာဟို64ချိန်မြောက်မှာဖြတ်ချလိုက်ထည့်ချလိုက်တဲ့အခါမှာသုဒ္ဓဇန်တွေပဲကျန်တယ်ပေါ့သုဒ္ဓဇန်ကျန်တယ်ဆိုတာခုနပြောတဲ့ဟိုသုဒ္ဓဝါဒဘုံတွေကျန်မယ်ဝေယဘုံအတင်ညတ်အဲ့လိုကျန်မယ်ပေါ့ကျန်တဲ့ဘုံတွေမှာပြန်မှာမရှိဘူးအောက်ဘုံတွေလည်းမရှိဘူးခုနကျွန်တော်32ဘုံလို့ရေးတွက်ထားတဲ့ဟာတွေပေါ့ဟုတ်ကဲ့အဲ့မှာမရှိဘူးကဘာပြက်နေပြီအဲ့ဒီမှာဘုရားရှင်လည်းမပွင့်ဟုတ်အဲ့တော့ဆိုလိုတာကအဲ့ဒီသုဒ္ဓဝါဒဘုံလို့ဘာလို့ဆိုရင်အဲ့ဒီပြမဘုံတွေမှာတော့ရှိတယ်ပြမတွေရှိတယ်သူကဘာပြက်တော့လည်းပဲသူတို့ကလွတ်တယ်
လွတ်တဲ့ဆိုတဲ့အခါကျတော့ခုနဆရာပြောတဲ့ပကပြမှာနော်ပကပြမှာအပြင်ကိုကျွန်တော်တို့ရှိပါတယ်ဟိုမာသံတိပြမှာတို့ဂရိကာရပြမှာတို့ဟိုလားပြဿနာပြရှင်ကိုနော်ဟိုဂရိကာရပြမှာဆိုသုဒ္ဓဝါဒပုံမှန်နေတယ်ပေါ့ဟိုကြာပြီဟိုတုန်းလေးကဟာဟိုဇောတိပါဠိဟိုဟာတည်းကမြတ်စွာဘုရားဟိုဘယ်လိုခေါ်မလဲအလုံးတော်ဘွားတွေအတူနေခဲ့တဲ့ဟာတွေပေါ့နော်ဟိုရင်းနှီးခဲ့တဲ့ဟာတွေပေါ့ကသဝဘုရားကျင့်တဲ့မှာတရားနာပြီးအားထုတ်ပြီးတော့မှအနာဂံဖြစ်ပြီးတော့သုဒ္ဓဝါဒပုံရောက်နေတဲ့ဟာပေါ့ခုနဆရာပြောတဲ့ပကပြမှာကတော့သူကဟိုဟာပေါ့ဆရာဝေဟဖို့မှာသူကကဘာ900နေခဲ့တယ်ဟုတ်တမတိုင်ကြီးရပါတော့ဝေဟဖို့မှာကဘာ900နေခဲ့တယ်ပြီးရင်သူကသူဘကိဏ္ဍာမှာ64ကဘာနေတယ်ပြီးတော့သူကအာဘဒရာကိုရောက်လာတယ်အာဘဒရာကိုရောက်တော့သူကအဲ့ဒီမှာသူကဟိုဟာပေါ့ဆရာရဲ့ဟိုရှစ်ဟိုဟာပေါ့ရှစ်ကဘာပေါ့နော်အဲ့ဒါပြီးရင်သူကတတန်းကုန်မှာပေါ့အဲ့တော့ပကပြမှာနဲ့မြတ်စွာဘုရားရှင်နဲ့တွေ့ကမ်းမှာချုပ်ကမ်းမှာဆိုရင်သူရဲ့အသက်ကျွေးမှာဘုရားရှင်ကပြောတာပြမမှာအများကြီးသူဖြစ်လာတဲ့အခါမှာသူကသူ့ကိုမြဲနေတဲ့ထင်တာပေါ့နော်ဒါတော့သူ့အသက်ကျွေးဘယ်လောက်ပဲကြံနေဆိုတာပါထည့်ပြောတာပေါ့နော်အဲ့တော့ဒီဟာတွေကိုအားလုံးကိုအလုံးစုံချုပ်လိုက်ရင်31ပုံဒီဩဃာတလောကဖြစ်တယ်ဘုရားရှင်ပွင့်ထွန်းသည်ဖြစ်စေမပွင့်ထွန်းသည်ဖြစ်စေဒီဘုရားရှင်မှမဟုတ်ဘူးပေါ့နော်ဩဃာတလောကသဘာဝကလောကရဲ့သဘာဝရှိတယ်သို့တော်လည်းပဲသူ့ကဘာတီပုံပြက်ပုံသူ့အနေထားအရာ31ပုံပြည့်တဲ့ခါလည်းရှိမယ်မပြည့်တဲ့ခါလည်းရှိမယ်တတ်တော်ခုနပြက်ဆဲကာလတွေပေါ့နော်ဖြစ်ဆဲကာလတွေမှာအဲ့တော့ဘုရားရှင်ပွင့်တော့ခုနပြောတဲ့ပကပြမှာလည်းပဲဘုရားရှင်မပွင့်ထွန်းခင်လေးကသူတို့ကဒီဓမ္မဘုံမှာရှိနေတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ရှိနေတဲ့ဘာလို့ဘယ်လိုကျင့်တယ်လဲလို့ပြောရင်တော့ဒါမဟဲ့ကုတ်ပဲပစ္စမဇံပေါ့နော်ပစ္စမဇံအနည်းဆုံးပစ္စမဇံတိရအောင်လုပ်ပြီးတော့မှဓမ္မဘဝကိုရောက်နေတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကလည်းသိချင်တာကြီးကျွန်တော်တို့ပေါ့ဒီမြတ်စွာဘုရားရှင်ရဲ့သာသနာကိုနည်းနည်းလေးပေါ့နည်းနည်းလေးဝေဖန်ခြင်းတဲ့လူတွေလည်းမိတတ်တဲ့ဥစ္စာမျိုးပေါ့ဆရာရဲ့ဘာလဲဆိုတော့ဆရာကျွန်တော်တို့ကြားဘူးနေပေါ့အတ္တကြီးအတ္တနောနာထောမိမိကိုယ်ကကိုယ်ဝယ်အားထားရလို့ပြောတယ်နောက်တစ်ဖက်ကလည်းကျွန်တော်တို့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိမြတ်စွာဘုရားရှင်ကိုကိုယ်ဝယ်စိတ်ကတ်တယ်တရားတော်မြတ်ကိုကိုယ်ဝယ်စိတ်ကတ်တယ်သံဃာတော်မြတ်ကိုကိုယ်ဝယ်စိတ်ကတ်တယ်ဆိုတော့ကိုယ်ွယ်တဲ့နေရာမှာအဲ့လိုပေါ့တွေးရတယ်ဖြစ်เสียရှိတာပေါ့အဲ့တော့ဒါလေးနှစ်ခုကဘယ်လိုကွဲပြားလဲဆိုတာလေးသိကြပါလားဆရာဒါကသူက view ပါအမြင်ပေါ့ဟုတ်အမြင်ဆိုတဲ့နေရာမှာဆရာရဲ့ကျွန်တော်တို့ဟိုမှာမင်္ဂလာတုတ်တုံးကဟာလေးတစ်ခုပြောကြည့်မှာပေါ့နော်ဟုတ်ဟိုမှာအတေဝနာစပလာနန်းပြောတယ်မလားသူမိုက်ကိုမမီဝဲမစိကရဘူးဟုတ်နောက်တစ်ခါကျတော့အဲ့ဒါကဘာလဲဆိုရင်သမုဒိသစ္စာရှုတော့ကပြောတာပေါ့ဟုတ်ပရမတ္ထသစ္စာရှုတော့ကကြည့်တဲ့ခါကျတော့သူမိုက်ကိုမမီဝဲမပေါင်းတဲ့ဟာလာမစိကတ်ခြင်းတဲ့မိမိကိုယ်တိုင်သူမိုက်မဖြစ်ရေးကို၎င်းအဲ့ကြတော့သူမိုက်ဆိုတာခုနပြောတဲ့ဟိုရတမဖဲသမားမျိုးမဟုတ်တော့အခုသူသိ12ပါးတည်ပြနေသူမိုက်ခေါ်တာပေါ့အဲ့ဒါကိုနိုင်ကသူမိုက်ဖြစ်နေရင်သူတစ်ပါးကဘာမှသူမိုက်နဲ့ပေါင်းစရာမလိုတော့ဘူးလေနော်အဲ့လိုဖြစ်တော့ဒီမှာလည်းပဲအတ္တဤအတ္တနောနာထောဆိုတာကသူကပရမတ္ထသစ္စာရှိတော့ကပြောတာဟုတ်ကဲ့ခုနပြောတဲ့ဘုရားတရားတန်ခါကိုကိုယ်ကစိတ်ကရမယ်တရဏဂမနာဆိုတာသမုဒိသစ္စာကပြောတာအဲ့ဒီနှစ်ခုလေးကွာဟသွားလို့ပေါ့ဟုတ်ရောအတ္တဤအတ္တနောနာထောဆိုတာကဟိုပရမတ္ထသစ္စာရှိတော့ကပြောတာပါဆရာဟုတ်ကဲ့ခုနဥဒ္ဒန္တရဏဓမ္မန္တရဏဆိုတဲ့တရဏဂုံ၃ပါးကိုကိုယ်ပဲစိတ်ကရမယ်ဆိုတာကသမုဒိသစ္စာရှိတော့ကပြောတာအဲ့တော့ပထမဆုံးတစ်ချက်ဆရာရဲ့အတ္တဤအတ္တနောနာထောမိမိကိုမိမိအားကိုးရမယ်လို့ပြောတယ်ဟုတ်အဲ့ဒီမှာအတ္တဆိုတာဘာလဲပေါ့ကိုယ့်ကိုအားကိုးရမယ်ဆိုတာအဲ့လိုညွှန်ပြတဲ့အခါမှာနံပါတ်1ချက်ဒီကိုကြီးကိုကာယကြီးကိုပြောတာလားဟုတ်သူ့ကိုမုတ်ချတော့မရှိပါဘူးသို့သောဥပ္ပဇ္ဇာအဖြစ်တော့ယူလို့ရတယ်ဒီကိုကောင်လုံးကြီးကိုအတ္တပဲပေါ့နော်ဒီမိမိရဲ့ကိုယ်တိုင်ပေါ့ကာယကံဝစီကံမနောကံကိုယ်တိုင်မဲ့လုပ်ရမယ်သူများဝင်လုပ်ပြီးလို့သူများဝင်ခံပြီးလို့မရဘူးပေါ့နော်ဒါနံပါတ်1ချက်ပေါ့နောက်တကယ်တမ်းမုတ်ချရတော့ဒီခန္ဓာထဲမှာရှိနေတဲ့ခန္ဓာကိုယူပြီးပေါ့နော်ကိုယ်ကာယတဲ့ခန္ဓာထဲမှာရှိနေတဲ့တရားတတိဝိရိယသမာဓိပညာဒါအသုံးချရမယ်တရားဒါမိမိရဲ့အတ္တဤအတ္တဒါကိုပဲကျွန်တော်တို့ကနာထပေါ့ကိုယ်ကိုယ်ရမိကိုယ်ရဖြစ်နေသုံးချရမယ်ဒီပိုင်းပေါ့ကဲဒါဖြစ်ရင်ကျွန်တော်ခုနတရဏဂုံ၃ပါးပေါ့ဘာကြောင့်ထွက်လာရတယ်လဲကိုယ့်ကိုအားကိုးမယ်ဆိုရင်အဲ့တော့ဒီနေရာမှာခုနပြောတဲ့အတ္တဤအတ္တနောနာထောလို့ခေါ်တဲ့ဤကိုကောင်တော်ကြီးလို့ပြောတဲ့ဤကိုကောင်တော်ကြီးမှာတွဲလျက်တည်ရှိနေတဲ့ခုနကနံခန္ဓာတွေဖြစ်တယ်ပေါ့နော်တရားတို့ဝိရိယတို့သမာဓိတို့ပညာတို့အဲ့ဒါတွေကိုမိုင်းကုန်တင်ပြီးတော့လုပ်ပြီးသို့တော်လည်းပဲအမှန်တရားရောက်ရှိဖို့ကအရေးကြီးတာအမှန်တရားဆိုလိုတာကြာရဲ့ဟိုအရှိတို့ချီတက်ပါလို့ပြောပေမဲ့အရှိဘက်မှာဆိုတာညွန်ပြဖို့လိုသေးတာအဲ့ဒီဘက်ပါလဲဆိုတော့ဆရာဒါကဘုရားဘာသာဟုတ်အတ္တဤအတ္တနောနာထောနဲ့ဒီကတဏ္ဍဂုံ
သုံးပါးနဲ့ဆိုတဲ့ဟာက especially ဗုဒ္ဓဘာသာ especially ဘိက္ခုပဲဒါဒီအတွက်ကိုရည်ညွှန်းတာပဲကျန်တဲ့ပုဂ္ဂိုလ်တွေကတော့အာကုခြင်းကိုမကိုခြင်းမကိုပေါ့ဆရာရဲ့နော်တူစုံတူကနေပြီးတော့ဟိုတမန်တော်ဖြစ်တဲ့ရှိခြင်းလည်းရှိမှာပေါ့ဒီမှာတော့မဟုတ်အဲ့တော့ဒီဒါဖြစ်ရင်ဒါတွေကိုအာကုဖို့အတွက်လမ်းညွှန်ပြတဲ့ပုဂ္ဂိုလ်လိုတယ်ခုနကပြောတယ်ရှေ့ကိုကြည့်တတ်ပါတော့ဟုတ်ပြီအရှိဘမှာလည်းပြဖို့အဲ့မှာဘာတွေရှိလဲဆိုရတော့သုံးပါရှိတယ်ဘုရားတရားတန်ပါပေါ့ကိုယ့်ကိုယ်ကမရဘူးလားလို့မေးရင်တော့ဘုရားနဲ့ပြည့်စုံကဗုဒ္ဓလွယ်ရင်တော့မရဘူးဟုတ်ကိုယ့်ကိုယ်ကတော့ထိုးထွင်းမသိနိုင်ဘူးအဲ့တော့ထိုးထွင်းသိနိုင်တဲ့လမ်းညွှန်ပြနိုင်တဲ့ပုဂ္ဂိုလ်ဒီဗုဒ္ဓပေါ့နော်ဟုတ်ဗုဒ္ဓမှာဆရာရှိလားဆိုတော့မရှိဘူးနာမေအာစရိယအဋ္ဌိဒါကိုယ်တိုင်ထိုးထွင်းသိတဲ့ပုဂ္ဂိုလ်နောက်ဓမ္မရှိတယ်တန်ခါရှိတယ်ဟုတ်တန်ခါဆိုတာလည်းပဲဗုဒ္ဓတန်ခါဥဆောင်တန်ခါအဓိပတိတန်ခါရဲ့ဆရာဗုဒ္ဓပဲဒါပြင်ဗုဒ္ဓကဗုဒ္ဓရဲ့ဆရာမရှိဘူးဆိုတော့ဗုဒ္ဓမှာဘာလေးပြုစရာရှိလဲဆိုဓမ္မပေါ့ဓမ္မကရုံကတ်ပါဒီတရားကိုသိလို့ပဲဗုဒ္ဓဖြစ်တယ်ပေါ့အဲ့ဒါလိုခါမျိုးပါကြအဲ့တော့ဘုရားတရားတန်ခါယရဏသုံးပါးကသရဏကမ္မနာဆိုတာအပေပုံပေဘေးကိုဖျော်ဖျဲမဖြစ်အောင်ကာကွယ်ပေးတာဗုဒ္ဓဘာသာရဲ့ရည်မှန်းချက်တစ်ကအပေဒုက္ခတိကိုမရောက်ဘူးပြီးတော့မှဒုက္ခတိဘဝရောက်ဖို့နောက်လောကကလွတ်ရောက်ဖို့ဒီလိုအစစ်အစစ်ရှိအောင်ရှိတဲ့အခါကျတော့တကယ်တမ်းလုပ်တဲ့အခါကျတော့ခုနကဗုဒ္ဓဒီပင်နဲ့အလေးကလေးပြုတဲ့ဓမ္မတွေမှာအကုန်ပါပြီးသားဒီစောစောကပြောတဲ့သရဝိရိယသမာဓိပညာတွေနဲ့ဖယ်လို့လုပ်ရမယ်ဆိုတော့နိလန်းနေပေါ့အဲ့ဒါကြောင့်အတ္တဤအတ္တနောနာထောဆိုတာမိမိကိုအားကိုးရမယ်ဆိုတာကခုနကပရမတ္ထသစ္စာကနေပြောတာဒီနန္တရားတွေဟိုဘက်ကတော့သမုဒိသစ္စာရတော့ဘုရားတရားတန်ခါဆိုတဲ့ပြည့်ညက်တွေလည်းပါတယ်ဘုရားဆိုတာလည်းအမှန်တော့ပြည့်ညက်ပေါ့နော်အဲ့ဒီလိုသဘောတရားတွေနဲ့ခွဲကြည့်ရင်တော့အားလုံးကရှင်းပါလိမ့်မယ်ဟုတ်ကဲ့ရှင်းပါဆရာ